မင်္ဂလာပါရှင်ချွတ်ချွတ်စိမ့်စိမ့်လေးနဲ့အရန်စားလို့ကောင်းတဲ့အုံတို့တာကိုပြင်လှုပ်စားပါမယ်ကျိုးမဲ့တာကူတွေကိုအရင်ဆုံးရည်စည်းလိုက်ပါမယ်ခဏရေစစ်ပြီးသွားပြီဆိုရင်တော့ရေနွေးဆူဆူတွေကိုထည့်ပြုတ်ပါမယ်ရှင်။တာကူစိတ်တွေမျက်စိမပြောက်ခင်အနေထားမှာပဲစကားလေးနဲ့စစ်ပြီးတော့တာကူအချဲရည်တွေကိုစစ်ထုတ်လိုက်ပါတယ်။ဒီလိုမျိုးမစစ်ဘဲနဲ့တခါတည်းကြိုပြီးလို့လည်းရပါတယ်ရှင်။တာကူကြိုရင်တဲပါတတ်တာမလို့အခုလိုမျိုးလေးထပ်စစ်ပေးလိုက်ပါတယ်။ပြီးရင်တော့တကြားတို့အုံတို့ဓာတ်ထည့်ပြီးတော့ခဏကြိုပါမယ်အချို့အရသာကတော့ကိုယ်စိတ်ကြိုက်ထည့်လို့ရပါတယ်ရှင်တာကူကိုဒီအတိုင်းတဘာဝအယောင်လေးနဲ့ပဲထားလို့ရပါတယ်ဒီမှာကတော့လေဘလော့ရိုက်တာမို့လို့အယောင်ပူလှသွားအောင်ကာလာဆက်ပြီးတော့ထည့်လိုက်ပါတယ်ရှင်ဒီမှာဆိုရင်တာကူလေးတွေကိုပို့ကြိုထားတာမို့လို့နောက်နေ့ကျလို့ရှိရင်အုံတို့ရည်နဲ့စမ်းစားဖို့အတွက်ခရမ်းရောင်ဖုကာလာလေးပါဆက်ပြီးတော့အခုလိုလေးအယောင်ဆုံးအထက်လေးလှုပ်ထားလိုက်ပါတယ်ဒါကတော့အုံတို့အလွာလုပ်ဖို့အတွက်အုံတို့ရေဘူးကြီးတစ်ဘူးထည့်ပါမယ်။ကြားထမင်းစားစုံနဲ့3စုံထည့်ပါမယ်။စားနည်းနည်းထည့်ပါမယ်။ဂျုံမုတ်ထမင်းစားစုံနဲ့3စုံလောက်ထည့်လိုက်ပါတယ်။ကြက်ဥတစ်လုံးထည့်ပါတယ်။အကုန်လုံးကိုပျော်ဝင်သွားအောင်မွေးပေးလိုက်ပါမယ်ရှင်။မီးနေတော့နဲ့ပဲကြိုးပေးရပါမယ်မီးပြင်းရင်တူတက်တာမို့လို့ပါရှင်ခဏကြာမှာတော့အခုလိုလေးပြစ်လာပြီဆိုရင်ရပါပြီခုနကအေးအေးခံထားတဲ့တာကူတွေပေါ်ကိုထည့်လိုက်ပါမယ်ရှင်မျက်နှာပြင်ကြီးအောင်ညှိပေးပြီးတော့အပေါ်မီးအောင်မီး160နဲ့မိနစ်30လောက်ထပ်ပြီးတော့ဖုတ်လိုက်ပါမယ်။ရေခဲတက်တာထဲမှာ2နာရီလောက်အေးခန့်ပြီးမှလီးပါမယ်။လီးမဲ့ဓာတ်ကိုလည်းမကတ်အောင်လို့စီးတုပ်ပေးထားလိုက်ပါတယ်။သူ့ကိုပူတုံးမှလီးမဲ့ဆိုရင်တော့အတုံးလှလှလေးမရပါဘူးရှင်။ဒါကြောင့်မို့လို့အေးအောင်ထားပြီးမှလီးတာပိုအဆင်ပြေပါတယ်။အခုဆိုရင်တော့အုံတို့နဲ့မွေးမွေးလေးနဲ့အုံတို့တာကိုပြင်လေးတွေစားလို့ရပါပြီရှင်။လုံးဝတာလည်းမခက်ခဲတဲ့အတွက်အုံတို့ကြိုက်တယ်ဆိုရင်တော့ကိုမိသားစုတွေကိုလိုက်လို့ကြွေးကြည့်ပါနော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။အားလုံးပဲဘေးရန်ကင်းကွာပြီးတော့ကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေရှင်။